ကြောင့်ဒီစံပါနကိုဒီသာသနာလွှမ်းခဲ့ပြီစัจ जा ရှင်ကိုရောနိုင်ငံဟဲ့သည်မြမဒီဤချမုံငြိမ်းချမ်းဖို့ဤဝိဆာပေါင်းတွေမဆာလေးပြီဘာသာသာနာကဘာကိုလွှမ်းရမည်တောင်းစုလို့ရှိစံပါနကိုပြီးသာသနာထုံခဲ့ပြီစပူလီမချောင်းလေးရောက်ထုံခဲ့ပါသည်စံပါနကိုတကူတောင်းလို့ထုံတောက်ခဲ့ပြီသာသနာတော်မညိုမနွမ်းမိန်ထုံလေးနေသည်တရဝရီပြီးပေါင်းများကင်းလို့တော်မီဦးဝိစိတ်ရတာရရှိကြီးစုကြောင့်စัจ जा ရှင်ကို